အခုကတော့ဆိုတာဆန်းကိုမိတ်ကပ်လင်းပြီးပါလို့ရှင်ဒါပေမဲ့ညနာချူပြီးတော့လက်ကလည်းနည်းနည်းညိုနေရပေါ့နော်မလိုက်ဘူးဖြစ်နေအဲ့တော့ဆန်းကဒီရဲ့ BB lotion လေးထုတ်ထားတယ်ပြောရပေါ့နော်အဲ့ဒါလေးဆိုတာဆန်းသုံးကြည့်ပါမယ်ဒီဟာလေးပါဒီကောင်ကကြတော့လေဒါဆန်းကကြတော့အသားအရန်မညိုဘူးဆိုတော့သူ့တမျိုးထဲပဲလိမ့်တော့မယ်ကျလို့ညိုတဲ့လူဆိုရင်တော့ lotion နဲ့ရောသုံးကြတယ်ချို့လူငယ်ဆိုရင်တော့သူကတော့အဲ့လိုမျိုးအရန်ပြာတာတယ်မရှိဘူးတချို့ကကြတော့ပြာမှကြောက်တယ်လေပြောင်းတော့မပြာအောင်အဲ့နဲ့လေမွေးနော်အရန်ညိုတဲ့လူတွေဆိုရင်လေ lotion တစ်ခုခုနဲ့ရောပြီးတောင်းလိုက်အဲ့ဆိုရင်တော့ share အဆင်ပြေတယ်တော်ဖြူသွားတာအရန်ပိုက်တယ်နော်ဒီလောင်တန်နဲ့ကာကွယ်ပေးနေကလည်းပါတယ် SPF ပါတယ်ရမ်းမိုက်နော်ပြီးတော့ तू ကလေဟို lotion လူထားသလိုအဲ့လိုကက်စီစီလည်းမဖြစ်နေဘူးနော်၆လေးနော်ဆေးရောင်းပြီဟဲ့ဆေးရောင်းပြီလောက်ဝယ်နော်ကြားတယ်တကယ်ကောင်းတယ်ဟိုအဲ့ဒါကြတော့ရောင်းတာတပူးကို3000ကျွဲကဲဆိုတာရင်ပြောလိုက်လေဘယ်လိုလုပ်ပေးထားရလဲဒီနေ့ဒီနေ့ကတော့ဆိုတာဆန်းကိုအဲ့လိုမိမသားဆန်ဆန်လေးပေါ့ပုံမှန်ဆိုဆန်းကအဲ့လိုနည်းနည်းစူးရှားတဲ့ပုံစံမျိုးတွေကောင်မလေးပုံစံမျိုးတွေဆန်းကပြင်လေးရှိရပေါ့နော်ဆိုတာလေ့လာမိတလောက်ပေါ့ဒီနေ့မှာတော့ဆန်းကိုဆိုတာမိမသားဆန်ဆန်လေးနဲ့နည်းနည်းနုနုလေးပြင်ထားတကယ်တမ်းဆန်းမျက်လုံးကအရန်လာတော့ဆိုတာထပ်ထိချင်နေတရားဒါပေမဲ့ तू ကဒီနေ့ဇေယောင်ပွဲတော့တွားရမှာအရန် sexy လို့လည်းမရဘူးပေါ့နော်အဲ့တော့ cute နည်းနည်းလေးအရန်လည်းမညှို့ပဲနည်းနည်းလေးလည်းအရန်လည်းမ cute ပဲနဲ့မိမသားဆန်ဆန်လေးပြင်ပေးထားတာပါရှင်ကျေးဇူးတင်ပါတယ်ကျန်ကတော့အကြိုက်ဆုံးကတော့မျက်လုံးပဲမျက်လုံးချဲတာတော်တော်လှတယ်ဒါအရင်စိတ်ကျင်တဲ့မှုရှိရပေါ့နော်လုပ်ပေးထားပေါ့နော်နောက်တစ်ခေါက်ဆိုရင်လေဆိုတာနဲ့ဒီထက်ထိအောင်အမိုက်စားတယ်နော်ဒီကအမိုက်စားတယ်အမိုက်စားတယ်ပြင်အောင်မယ်ဒီတော့ပညာမကုန်သေးဘူးပေါ့နော်ပညာနည်းနည်းလေးပဲထည့်ထားတည်ရโอเคနောက်ထပ်လည်းထပ်တွေ့ကြမယ်နော်โอเคကျေးဇူးတင်ပါတယ်ဆိုတာကျေးဇူးတင်ပါတယ်နောက်ကြရင်အမိုက်စားတူတူလုပ်မယ်နော်โอเคရှိမီ